မြတ်တဲ့ကုန်းချက်ပြေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်စမ်းပေမြင့်မြတ်တဲ့ကုန်းချက်ပြေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်စမ်းပေအာသာဒီဗုဒ္ဓဘာသာမျိုးသားတိုင်းမြေရာဇဝင်ရှိထုံးစင်လာထွန်းတောက်ခဲ့ပေမိုင်းတိုင်းကိုဘဝပြီးပင်တို့အမွေတို့ပြေတို့ပြေတို့ရချင်းမညိုးပါကလေးမျိုးသားကြီးတွေဆင်းသက်ပေဒါတော့ရွှေထီးဒါတော့မြေကြီးထီးထီးခရိုင်ကိုပိုင်မြန်မာပြည်တက်လူတွေလုံးလာဝိရရှိကြလေမျိုးကုန်တဲ့အောင်ရွက်ဆောင်လေးတို့တော်ဝမမေအာသာနိဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်ရာဇဝင်ရှိတုံးစလာထွန်းတောက်ခဲ့ပေခိုင်တိုင်းကိုဝါပြီးတို့မွေတို့မြေတို့မြေပေါ်လေမျိုးချက်တွေတိုးတက်စီအောင်ကြောင်းမင်္ဂလာချွေမိုးအောင်ကြီးကိုတောက်ပင်ကောင်းရောက်ပြီလေမျိုးချက်တွေတိုးတက်စီအောင်ကြောင်းမင်္ဂလာချွေမိုးအောင်ကြီးကိုတောက်ပင်ကောင်းရောက်ပေါ်လေအောက်ကြမခံဘူး